ကဲသကုံမိုက်တဲ့လေနိုဗိုသင်းဖို့ဆိုတော့ဒီလိုမျိုးရောက်တယ်ပေါ့ဗျာအများကြီးရောက်ပါတယ်စိတ်ကြိုက်ရွေးဖို့အတွက်ကိုလက်တော့ပြီးလာခဲ့ဖို့လည်းအရင်ဖိတ်ခေါ်ပြသေးဒီကောင်လေးတွေဈေးနှုန်းရင်ပြောရမယ်14သိန်း9000ဖြစ်ပါတယ်ဗျာကို i5 ကို11 generation ဖြစ်ပြီးတော့ RAM 8GB နဲ့ SSD 256နဲ့ဖြစ်ပါတယ်ဘေးပေါင်ကျင်းမဲ့ webcam ပါမယ် webcam မှာ privacy shutter ပါမယ် keyboard fingerprint က power button မှာထည့်ပေးထားတာဖြစ်ပါတယ် keyboard တွေမီးလင်းမယ်တကူလုံးကို tattoo body နဲ့ဖြစ်ပါတယ် metal body နဲ့ဖြစ်ပါတယ်အလုံးလေးတွေမိုက်ပါတယ်ဗျကဲညာဘက်ချမ်းမှာတော့ SD card slot တွေ့ရတယ် USB port တွေ့ရတယ် LAN port တွေ့ရတယ်ဘယ်ဘက်မှာတော့ headphone jack ပါမယ် USB port HDMI နဲ့ Type C နှစ်ပေါ်ဖြစ်ပါတယ်အောက်သွင်းတဲ့ port တွေက Type C တွေနဲ့ဖြစ်ပါတယ်ဗျ Type C ကျိုးတွေနဲ့သွင်းရမှာပါအဲ့ဒါတော့ Lenovo သိမ့်ဖို့ဖြစ်ပါတယ်2 tone ဆိုတဲ့အတိုင်းပဲ2အောင်ဆက်လေးအရန်မိုက်တဲ့အနေထားမှာတော့ metal body လည်းသုံးကျင်တယ်14သိန်းကျော်ပေါ့ဗျာကျွန်တော်ဈေးနှုန်းကတော့14သိန်း9000ပေါ့အဲ့တော့14သိန်း15သိန်းဝန်းကျင်သုံးကျင်တဲ့အမျိုးတွေအတွက်ဒီကောင်လေးကိုယူပါအရန်မိုက်ပါတယ်ဈေးသင့်ပါတယ်ဗျာကျေးဇူးတင်ပါတယ်